ဆိုကျွန်တော်တို့ဗီဒီယိုလေးစားလိုက်ရအောင်ကျွန်တော်တို့ YouTube မှာ download ဆွဲမှလို့ဆိုရင်ကျွန်တော်တို့ဒီမှာအထူးဆိုတဲ့ software တွေရှိမှ YouTube မှာ download ဆွဲရတာအဆင်ပြေမှာဖြစ်ပါတယ်ဒီ software လေးသာမရှိရင်မိတ်ဆွေတို့ Play Store သွားပြီး download software လေးဆွဲတာပါလို့အကြံပြုချင်ပါတယ်အဲဆိုရင်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဆုံးပဲသွားရမယ်ဆိုတော့ကျွန်တော် YouTube သွားမှာဖြစ်ပါတယ် YouTube သွားပြီးရင်ကျွန်တော်တို့မိနစ်အနည်းငယ်ရှိတဲ့ဗီဒီယိုဖိုင်လေးကို download ရင်ဆွဲပြသွားမှာဖြစ်ပါတယ်မိနစ်များတဲ့ဗီဒီယိုဖိုင်ကြတော့ download ဆွဲမှာကြာမှာဆိုလို့ပါဒီဗီဒီယိုဖိုင်လေးဆိုတော့ကျွန်တော်မိနစ်ကြော်လေးပဲရှိတယ်ဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဒီမှာစိတ်လေး30ရှိတယ်အဲ့ဒီစိတ်လေး30နှိုက်လိုက်ရအောင်နိုင်ပြီးတော့ကျွန်တော်ပဲသွားမလဲဆိုတော့ကျွန်တော်တို့ဒီမှာညဝရံဆိုတဲ့စာတန်းလေးနှိုက်မှာဖြစ်ပါတယ်နိုင်ပြီးပဲသွားမလဲဆိုတော့ကျွန်တော်တို့ဘက်ပတ်ဆွဲမှာဖြစ်ပါတယ်ဘက်ပတ်ဆွဲပြီးရဒီမှာနောက်ထပ်ဆိုတဲ့စိတ်လေး30နဲ့စာတန်းလေးနှိုက်မှာဖြစ်ပါတယ်နိုင်ပြီးဒီမှာကျွန်တော်တို့ download ဆိုရတဲ့software လေးပေါ်လာဖြစ်ပါတယ်အဲ့ဒီ software လေးကျွန်တော်တို့နှိုက်မှာဖြစ်ပါတယ်ครีมกันแดดตัวเนี้ยปกป้องได้ถึงขั้นสูดได้ทุกรังสี UV เลยနောက်ပြီးကျွန်တော်တို့ဒီမှာအပေါ်မှာကြာကျွန်တော် music ဖြစ်ပါတယ်အောက်မှာတော့ video file နဲ့ video ဖြစ်ပါတယ်ရောက်တဲ့တန်တဲ့ကြည့်လို့ရတဲ့ video file လေးပါဆိုလို့ရတဲ့နေထားပြထားပါဖြစ်ပါတယ်ဒီမှာ240 360ကျွန်တော်တို့240နှိုက်မှာဖြစ်ပါတယ်နောက်ပြီးကျွန်တော်download ဆွဲတာပြနေပါဖြစ်ပါတယ်အဲ့ဒါဆို download ဆွဲနေတာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဆွဲကြည့်အောင်ကျွန်တော်အပေါ်မှာကျွန်တော်တို့ download ဆွဲထားတဲ့ video file ပြမပြဆိုတာနောက်ဆိုဘယ်လိုကြည့်မလဲဆိုတော့ကျွန်တော်တို့ file ထဲသွားပြီးကြည့်မှာဖြစ်ပါတယ်ကျွန်တော်တို့ video file ထဲသွားလိုက်ကြရအောင်နောက်ဆိုကျွန်တော်တို့ file ထဲဝင်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ခဏ download ဆွဲထားတဲ့ video file လေးအောင်မြင်သွားပြီဖြစ်ပါတယ်မိတ်ဆွေတို့အတွက်ကြိုးတစုံတစ်ခုရှိခဲ့ကျွန်တော် channel လေးကို like subscribe ခဏလေးနှိပ်သွားပေးပါအောင်လို့တောင်းဆိုပါတယ်